တခါတော့ကရွာသေးသေးလေးတစ်ရွာကမှာမောင်လင်းဆိုတဲ့ကောင်လေးတစ်ယောက်နေထိုင်တယ်။မောင်လင်းကစင်းရဲပေမဲ့အလောက်ကြိုးစားပြီးရိုးသားတဲ့စိတ်ရှိတဲ့လူကောင်းတစ်ယောက်ပါ။တနေ့တော့မောင်လင်းတစ်ယောက်တတော်တဲ့တက်ခုတ်သွားရင်ရွာလမ်းမှာအိတ်တလုံးတွေ့လိုက်တယ်။ဒီပိုက်ဆံကိုယူလိုက်ရင်ငါမိသားစုအတွက်အဆင်ပြေသွားနိုင်တယ် ဒါကငါပိုင်တာမဟုတ်ဘူးပိုင်ရှင်ကိုပြန်ပေးတင်တယ် နောက်ဆုံးမှာမောင်လင်းကသူရလာတဲ့ငွေအိတ်ကိုယူပြီးရွာသူကြီးစီတွားအပ်လိုက်တယ် မကြခင်မှာပဲအဲ့ဒီငွေအိတ်ဟာရွာထဲကတထေးဥတာမောင်ပျောက်သွားတာဖြစ်နေတယ်ဆိုတာသိလာတယ် ဟာငါငွေအိတ်ပြန်ရလို့ဝင်းတာလိုက်တာမောင်လင်းရဲ့မင်းရဲ့ရိုးသားမှုကိုငါတကယ်လေးစားတယ် မင်းရဲ့ရိုးသားမှုကိုသဘောကျလို့ငါမင်းကိုစုချီးမြှင့်ခြင်းတယ် ကျေးဇူးတင်ပါတယ်သူစိ တတိယဦးတာမောင်ကအလောက်ကောင်းတစ်ခုပေးတာကြောင့်မောင်လင်းရဲ့ဘဝကတိုးတက်ပြောင်းလဲသွားခဲ့တယ်ရွာသားတွေကလည်းမောင်လင်းကိုယုံကြည်လာကြတယ်လေးစားလာကြတယ်ဘာကြောင့်လဲဆိုတော့ရိုးသားမှုဆိုတာလူတစ်ယောက်ရဲ့တန်ဖိုးအကြီးဆုံးပိုင်ဆိုင်မှုဖြစ်လို့ပါပဲ ပုံမြင်လေးကတော့ဒါပါပဲဗျာ။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။